လာပါမန်ယူပရိသတ်တို့ဒီနေ့မှာတော့လောလောဆယ်နာမည်အရန်ထွက်နေတဲ့ Michael Carrick ကို Manchester United နီးပြအဖြစ်တကယ်ဖြစ်လာရင်အသင်းပုံစံဘယ်လိုပြောင်းလဲလာနိုင်မလဲဆိုတာကိုကျွန်တော်အမြင်နဲ့ခံမှန်းပြီးပြောပြချင်ပါတယ်အရင်ဆုံး Carrick ဆိုတာ Man U မှာကစားသမားဘဝတုန်းက highlight များပေမဲ့အသင်းရဲ့ဦးနောက်လို့ပြောလို့ရတဲ့ midfield general တယောက်ဖြစ်ခဲ့တာပါဒါကြောင့်သူ Man U ကိုကင်တွယ်ဖြစ်လာရင်အရင်ဆုံးပြောင်းလဲလာနိုင်တာကပွဲကိုထိန်းကစားတဲ့ football ဖြစ်လာနိုင်ပါတယ်။အခုလိုပွဲတိုင်းပြေးပွဲတိုင်း counter attack လုပ်တဲ့ပုံစံထက်ဘောလုံးကိုကင်ပြီး midfield ကနေစီမံခန့်ခွဲတဲ့အေးအေးဆေးဆေး football ကိုပြန်မြင်ရနိုင်ပါတယ်။အထူးသဖြင့် Man U ရဲ့အငဲတန်းပြတ်သမားဖြစ်နေတဲ့ midfield ပြက်လို့ပွဲပြက်ဆိုတဲ့အရာကို Carrick ကအလေးထားဆုံးပြင်လာနိုင်ပါတယ်။ Kobe Mainoo လိုကစားသမားတွေကပိုပြီးအရေးပါတဲ့အခန်းကဏ္ဍရလာနိုင်ပါတယ်။ Double pivot system လို့တီငင်ငယ်ဖွဲ့စည်းပုံကိုအသုံးများလာနိုင်ပါတယ်။နောက်တစ်ချက်ကလူငယ်ကစားသမားတွေကိုယုံကြည်တဲ့နီးပြပုံစံပါ။ Carrick က Middlesbrough မှာတုန်းကလည်းလူငယ်တွေကိုမကြောက်ပဲအခွင့်အရေးပေးခဲ့သူဖြစ်ပါတယ်။ဒါကြောင့် Man U မှာဆိုရင်ကစားသမားအတော်များများကိုဒီလို system ထဲမှာပိုပြီးအသုံးချလာနိုင်ပါတယ်။ဒါပေမဲ့အားနည်းချက်မရှိဘူးမဟုတ်ပါဘူး။ Carrick က Man U လိုဖိအားအရန်ကြီးတဲ့အသင်းကို manager အဖြစ်ကိုင်ဖူးတဲ့အတွေ့အကြုံမရှိသေးပါဘူး။ခံဖြစ်တာကကောင်းမိမယ်တခါတလေကြမ်းရမယ့်အချိန်မှာကြမ်းနိုင်မလား dressing room ကိုတင်းတင်းကြပ်ကြပ်ကိုင်နိုင်မလားဆိုတာကမေးခွန်းအမှတ်ဖြစ်နေပါတယ်။ဒါကြောင့်ကျွန်တော်အမြင်အရ Carrick က interim manager အမည်နဲ့တော့တင့်တော်ပါတယ်။အသင်းကိုတည်ငြိမ်အောင်ပြန်ထားနိုင်ပါတယ်။ဒါပေမဲ့ long term project အတွက်ဆိုရင်တော့အသင်းရလတ်နဲ့သူ့ personality ကိုတကယ်စမ်းသပ်ကြည့်ရပါလိမ့်မယ်။နောက်ဆုံးမေးချင်တာက Man U လိုအသင်းအတွက်calm football တခုတည်းလုံလောက်မလားဒါမှမဟုတ်ပိုပြီး ruthless ဖြစ်တဲ့နီးပြသေးအောင်လို့သေးလားမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှပေးခဲ့ပါဦးဗီဒီယိုကိုကြိုက်ရင် like လုပ်ပြီး channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်